Hello everyone ကျလေးရဲ့ channel ကနေပြီးတော့ကြိုဆိုလိုက်ပါရနော်ကိုမိတ်ဆက်ရမယ်ဆိုရင်တော့ကျလေးလို့ခေါ်လို့ရပါတယ်ပြီးတော့ဒီနေ့ကျလေးဒီဗီဒီယိုကိုတင်လိုက်ရတဲ့ရည်ရွယ်ချက်လေးကိုရှင်းပြခွင့်ပြုပါမနော်ဆိုတော့ကျလေးကဒီအင်္ဂလိပ်စာကိုအသက်9နှစ်လောက်ထဲကနေပြီးတော့စလေ့လာခဲ့တယ်ပြီးတော့တခဲမြအတန်းတိုင်းမှာလည်းဆရာမတွေအကုန်လုံးစီကနေပြီးတော့ကျလေးကတော်တယ်ဆိုရဲစကားတွေပဲအမြဲကြားခဲ့ရတယ်ပြီးတော့ price တွေလည်းအမြဲရခဲ့ရတယ်ပေါ့နော်ဆိုတော့ကျလေးကကိုအင်္ဂလိပ်စာတော်လှပြီလို့ထင်ခဲ့တာဒါပေမဲ့လေဒီအချိန်ကျလေးကိုကျလေး check လုပ်လိုက်တဲ့အချိန်မှာဆိုရင်တော့ကျလေးကထင်တဲ့လောက်ကြီးအင်္ဂလိပ်စာကိုတော်မနေဘူးပေါ့နော်အဲ့တော့ကျလေးနားလဲလိုက်တာတစ်ခုကကျလေးကအတန်းထဲမှာအမှတ်ကောင်းရဖို့ပြီးတော့စာတော်ရဲ့ဆိုရင်နာမည်ရဖို့ပဲကျလေးကကြိုးစားခဲ့တာပေါ့နော်အဲ့တော့ဒီနေ့ကစပြီးတော့ဒီ60 day challenge ကိုစလုပ်ဖို့တဲ့ decision ချထားတယ်ပြီးတော့60 day challenge အတွင်းမှာကျလေးလေးလာခဲ့တဲ့မြတ်ကို share အနေနဲ့ video လေးတင်သွားမယ်ပေါ့နော် So today is day 1 of studying English ဒီနေ့ကကျလေးရဲ့ဒီအင်္ဂလိပ်စာ60 day challenge ရဲ့ပထမဆုံးနေ့ဖြစ်တယ်ဆိုတော့ကျလေးဒီ day 1မှာကျလေးတို့ငငယ်လေးတဲကအမှတ်မှားလာခဲ့တဲ့ phrase လေးတွေကနေပြီးတော့ပြန်စလေ့လာမယ်ပေါ့နော်ကျလေးအတွက်ကလေဒီအမှန်တွေကိုသိသွားတဲ့အချိန်မှာဆိုရင်အရန်ကို surprise ဖြစ်ခဲ့ရတယ်ဘာလို့ဆိုတော့ကျလေးဒီအသက်အရွယ်အထိမှန်တယ်ထင်ပြီးတော့သုံးလာခဲ့တဲ့မြတ်ကမှားရလို့သိလိုက်ရတော့ကျလေးတော်တော်အံ့ဩခဲ့တာပေါ့နော်ပထမဆုံးအနေနဲ့ဆိုရင်တော့ visit to or visit visit ကို verb လုံးအနေနဲ့ဆိုရင်တော့လေပတ်တီအလဲသွားတီလို့အဓိပ္ပာယ်ရတယ်ပြီးတော့တော်တော်များများကဒီ visit to somewhere တနေရာကိုလေပတ်တယ်ဆိုရင်တော့ဒီ visit to somewhere ဆိုပြီးတော့ပဲသုံးကြရပေါ့နော်ကျလေးအပါဝင်ပေါ့ကျလေးလည်းဒီအမှန်ကိုမသိခင်အချိန်ထိ visit to ကိုပဲသုံးခဲ့တာပေါ့နော်ဒါပေမဲ့တကယ်အမှန်က visit ရဲ့နောက်မှာ to လုံးဝမလိုက်ပါဘူးဆို example လေးတစ်ချက်ကြည့်အောင်နော်ဆိုငါကစင်ကာပူကိုအလဲသွားချင်တယ်လို့ပြောတဲ့အချိန်မှာဆိုရင် I want to visit Singapore ပါပဲ I want to visit to Singapore ဆိုရင်တော့မှားပါရဲ့เนาะဘာလို့ဆိုတော့ visit ရဲ့နောက်မှာ to မလိုက်ပါဘူးဆိုတော့ပုံတင်ဒီတိုင်းမှာပဲ visit ရဲ့နောက်မှာ to မလိုက်တာဖြစ်တဲ့အတွက် visit က past tense ပဲဖြစ်ဖြစ် present tense ပဲဖြစ်ဖြစ်အနောက်မှာ to လုံးဝမလိုက်ပါဘူးဆိုတော့အရင်နှစ်ကငါရဲ့အဖိုးဖွားရဲ့စီကိုအလဲတွားခဲ့တယ်ဆိုရင်လည်း I visited my grandparents last year လို့ပဲသုံးပါရဲ့နော်ဆို visit ကိုကြည့်လို့ question တွေမှာထည့်သုံးကြည့်မယ် Do you think visiting other countries is good တခြားနိုင်ငံတွေကိုအလဲပတ်သွားတာကောင်းတယ်လို့မေးထင်လားSo ဒီနေရာမှာလည်းကျလေးတို့ Do you think visiting to other countries is good လို့သွားတော့လို့ရှိရင်တော့မှားပါမယ်နော်။ဘာလို့ဆို visit ရဲ့နောက်မှာ to လုံးဝမလိုက်ပါဘူး။ Okay ဆိုတော့နောက်တစ်ခုအနေနဲ့ကတော့ depend on or depend to တခုခုအပေါ်မှာမူတည်ရလို့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ကျလို့ depend on ပဲသုံးပါတယ်။ depend to ဆိုပြီးတော့မှားသုံးလေးရှိကြပေမဲ့အဖြစ်မှန်တော့ depend on ပါ။ example အနေနဲ့ကတော့ success depends on hard work ဒီအောင်မြင်မှုကကြိုးစားမှုအပေါ်မှာမူတည်ရယ် success depends to hard work လို့သုံးလိုက်တဲ့အချိန်ဆိုရင်တော့မှားပါမယ် depends on ပါ depends to မဟုတ်ပါဘူးဆိုတော့နောက်တစ်ခုအနေနဲ့ဆိုရင် she depends on her parents for sport သူမမိဘတွေရဲ့ပတ်ပိုးမှုအပေါ်မှာမူတည်ရယ်အဲ့လိုမျိုးသုံးတဲ့အချိန်ဆိုရင်လည်း depends on ပါပဲအပေါ်မှာမူတည်ရဖြစ်တဲ့အတွက် depends to လို့သုံးရင်လည်းမှားပါမယ်နော်ဆိုတော့နောက်တစ်မျိုးအနေနဲ့ဆိုရင်တော့ကျလေးတို့အင်ကြီးတွေအဝတ်စားတွေဝယ်တဲ့အချိန်မှာဆိုရင် size ကြီးလေပေးရတဲ့ဈေးနှုန်းကလည်းများလေပေါ့နော်အဲ့တော့အဲ့လိုအချိန်တွေမှာပြောမယ်ဆိုရင်လည်း the price depends to the size or the price depends on the size အဖြစ်မှန်က the price depends on the size ပါဈေးနှုန်းက size ပေါ်မှာမူတည်ရပါနော် Okay so နောက်ထပ်တစ်မျိုးအနေနဲ့ answer to or answer ဒီလိုတော့တယောက်ကမေးလာတဲ့မေးခွန်းတွေဖြစ်ဖြစ်ဒီဖုန်းကောတွေပြီးတော့ email တွေဖြစ်ဖြစ်ဒီလိုတော့ပြန်ပြီးတော့ဖြည့်ရဲဆိုရင် answer to ကိုသုံးလား answer ကိုသုံးလား
ဒါကမိုက်တူရှားပါရဲ့နော်ဒီနှစ်ခုကိုအဖြစ်မှန်သိတယ်ဒါပေမဲ့ကျလေးတို့နည်းနည်း confuse ဖြစ်ကြရဲပေါ့နော်ဆိုတော့တကယ်အဖြစ်မှန်က answer ပါပဲ answer နောက်မှာ2လုံးဝမလိုက်ပါဘူးဆိုတော့ example အနေနဲ့ဆိုရင်တော့ she answered my question သူမငါ့ရဲ့မေးခွန်းကိုဖြေခဲ့တယ် she answered to my question ဆိုတာမရှိပါဘူးသူမကငါ့ရဲ့မေးခွန်းကိုဖြေခဲ့တယ်လို့ပြောချင်ရင် she answered my question ပဲသုံးပါတယ်နောက်တစ်မျိုးအနေနဲ့ဆိုရင်တော့ငါသူ့ email ကိုပြန်ဖြေခဲ့တယ်ဥပမာအနေနဲ့ဆိုရင်email ပြန်ပို့တယ်ဆိုရအဓိပ္ပာယ်ပေါ့နော်အဲ့လိုအခြေအနေမှာသုံးမယ်ဆိုရင်လည်း I answered his email ပါပဲ I answered to his email ဆိုတာမရှိပါဘူးဆိုနောက်တစ်ခုကကျလို့ request တွေလုပ်တယ်ပေါ့နော် request တွေလုပ်တဲ့အချိန်မှာဆိုရင်ရေးကြည့်အောင်လို့ please ကိုထည့်သုံးတယ်ဒီနေရာမှာဆိုရင်လည်းငါရဲ့ဖုန်း call တွေကိုကျေးဇူးပြု၍ဖြေကြားပေးပါလို့ပြောတာဖြစ်တဲ့အတွက် please answer my call ဒါမှမဟုတ်ရင် please answer my phone call လို့သုံးလို့ရပါတယ် okay ဆိုတော့နောက်တစ်ခုဆွေးနွေးရပါတော့ကျလို့ဆွေးနွေးရဆိုရင် discuss ကိုသုံးလား discuss about ကိုသုံးလားဆိုတော့ကျလို့တို့တွေဒီအမှားကတော်တော်များများမှားတတ်တယ်ပေါ့နော်အဖြစ်မှန်ကိုလည်းသိရတူနည်းနည်းပါတယ်ဒါမှမဟုတ်လို့ရှိရင်တီလီယက်နဲ့ပဲဗဇက်ကနေပြီးရောင်ပြီးထွက်တတ်တာမျိုးလည်းရှိရပါတော့ကျလိကိုယ်တိုင်လည်းအခုအသက်အရွယ်ထိကျလိ discuss about ကိုပဲသုံးလာခဲ့တာပေါ့နော်တခုခုကိုဆွေးနွေးတယ်အကြောင်းအရာတခုခုကိုဆွေးနွေးရဆိုရင် discuss about ကိုကျလိကပုံတွေသုံးခဲ့တယ်ဒါပေမဲ့တကယ်အဖြစ်မှန်က discuss ပါပဲ discuss about မဟုတ်ပါဘူးဥပမာအနေနဲ့တွဲကြည့်မယ်ဆိုရင်ပေါ့နော်Let's discuss the meeting အကြောင်းကိုဆွေးနွေးရအောင်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့လိုမျိုးနေရာမှာဆိုရင်လည်း meeting အကြောင်းကိုဖြစ်တဲ့အတွက် let's discuss about the meeting ဆိုပြီးကျွန်တော်တို့အသွေးမှားတတ်ကြရပေါ့နော်ဒါပေမဲ့တကယ်အမှန်က let's discuss the meeting ပါပဲအဲ့လိုမျိုးပါပဲကျွန်တော်တို့တွေ past tense နဲ့သုံးမယ်ဆိုရင်ဥပမာအနေနဲ့ဆိုရင်ပေါ့နော်ငါတို့တွေplan ကိုမနေ့ကဆွေးနွေးခဲ့တယ် plan အကြောင်းကိုမနေ့ကဆွေးနွေးခဲ့တယ်ဆိုရင် we discussed the plan yesterday ပါ not we discussed about the plan yesterday မဟုတ်ပါဘူးနောက်တစ်ခုအနေနဲ့ဒီလိုတို့တွေဆောင်ဝဲဖြည့်ပြီးရဲ့အချိန်မှာအမှတ်တွေတည်ရတယ်အဲ့ချိန်မှာအမှတ်တွေကကိုထင်ထားလို့မျိုးမဟုတ်တဲ့အချိန်ဆိုရင်ဒီလိုတို့တချယ်တွေနဲ့ဆရာမတွေနဲ့ပြန်ပြီးတော့တိုင်မင်းနဲ့complete တတ်တယ်ပေါ့နော်အဲ့လိုအချိန်မျိုးမှာသုံးတယ်ပေါ့ဒီ I will discuss my marks with my teacher ဆိုရင်အဲ့လိုမျိုး situation တွေမှာသုံးပါတယ် I will discuss about my marks with my teacher ဆိုတာမဟုတ်ပါဘူးเนาะ okay ဆိုတော့ကျလို့တော့နောက်တစ်ခုအနေနဲ့ဆိုရင်တော့နောက်ဆုံးတစ်ခုပေါ့เนาะနောက်ဆုံးတစ်ခုအနေနဲ့ဆိုရင်တော့တစ်ခုခုမှာကျွမ်းကျင်တယ်ဒါမှမဟုတ်တော်တယ်ဆိုရင်ကျလို့တော့ good in နဲ့ good at ဘယ်ဟာကိုသုံးမလဲဆိုတော့ good at ကအမှန်ပါဒီလိုမျိုးဒီနှလုံးကမှားရတူရှားပေမဲ့တစ်ခါလေးမှဆိုကျလို့ပြောနေတဲ့ English speaking တွေပြောနေတဲ့အချိန်မှာ confuse ဖြစ်ပြီးတော့မှားပြောတတ်ကြတယ်ပေါ့နော်ဆိုတော့ example လေးနဲ့ကြည့်ကြည့်ရအောင်ငါကရေကူးတာကိုကြွက်ကျင်တယ်ရေကူးတာကိုကြွက်ကျင်တယ်လို့ပြောတဲ့အချိန်မှာဆိုရင် good at ကိုသုံးပါတယ် I'm good at swimming ငါကျွမ်းကျင်တာဖြစ်တဲ့အတွက်ဒီဘယ်ဟာမှာကြွက်ကျင်တာလဲဆိုရင်တော့ at ကိုသုံးပါရဲ့နော်ဆိုတော့ I'm good at swimming ဆိုရင်မှားပါမယ်ပြီးတော့တယောက်က အင်္ဂလိပ်စာကို professional ဖြစ်ပြီးတော့ advanced တယောက်လိုမျိုးပြောနိုင်နေတဲ့အချိန်ဆိုရင်လည်းဒီလေးတို့ကသူကအင်္ဂလိပ်စာမှာတော်တယ်အင်္ဂလိပ်စာမှာထူးချွန်တယ်လို့ပြောလို့ရှိရင် he is good in English လို့တော့ပြောလိုက်မှာပါမယ်နော် he is good at English ပါ okay နောက်တစ်ခုကကျလို့ဆရာမတွေကဒီပြဿနာတွေဖြေရှင်းတာကိုတော်တယ်လို့ပြောချင်တာပေါ့နော်အဲ့လိုအချိန်မျိုးမှာဆိုရင် our teacher is good at solving problems ငါတို့ရဲ့ဆရာမကဒီပြဿနာတွေဖြေရှင်းတဲ့နေရာမှာထူးချွန်တယ်ကြွကျင်တယ် our teacher is good in solving problems လို့ပြောလိုက်တော့မှားပါမယ်နော် okay so ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရဲ့အတွက်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးဒီနေ့ sharing လုပ်ပေးသွားတာအကုန်လုံးကကျလိရဲ့ English teacher 2ယောက်
နဲ့ဒီ ChatGPT စီမှာပါကျလို့ check လုပ်ပြီးတော့မှတင်လာမလို့ဒီနေ့ပြောရတဲ့အကုန်လုံးကို trust လုပ်လို့ရပါတယ်ကျလို့ကိုယုံလို့ရပါတယ်เนาะဆိုတော့ see you in next video bye bye